ဒီတစ်ခုကိုလေးလာလိုက်တာနဲ့အခြားကြံတဲ့နှစ်ခုသုံးခုကိုပါအလိုလိုဖြည့်ထားပြီးသားဖြစ်သွားမယ်ဆိုရင်ရောဒီဟာကိုလိုက်လို့မှာလားတချို့မန်နေတဲ့မှာလာမန်းကြတယ်ကျွန်တော်ကဘောလုံးထိန်းတာတော့ကောင်းတယ်ဘောလုံးတော့မတွတ်တတ်ဘူးရလားပေါ့ရပါတယ်ဒါပေမဲ့ဘောလုံးတော့ခိုင်းနေဆိုတာဘောလုံးတစ်လုံးကိုလေထဲကနေမြေပေါ်မကျအောင်လို့တော့ခိုင်းတဲ့ရည်ရွယ်ချက်တွေအပြင်အခြားရည်ရွယ်ချက်တွေလည်းရှိပါသေးတယ်ပထမဆုံးကတော့ကိုယ့်ခြေထောက်ဟန်ချက်တွေပိုညီလာမယ်ဘာလို့လဲဆိုတော့ကိုခြေထောက်ကတစ်ချက်ထိလိုက်တဲ့အချိန်တိုင်းမှာနောက်တစ်ချက်ကလည်းထိုဘောလုံးမြေမကျအောင်လို့လိုက်ထိန်းရတဲ့အတွက်အ ਨੇ ဆုံးတော့ခန္ဓာကိုယ်လိုက်ရွှေ့နေရမယ်ဒီအတွက်နဲ့ခန္ဓာကိုယ်ဟန်ချက်တွေပိုကောင်းလာမယ်နောက်တစ်ခုကထိချက်ပေါ့ထိချက်ကတော့ဘယ်လိုလဲဆိုတော့ကိုဒီတစ်ချိန်မှာဒီလောက်အားသုံးလိုက်ရင်ဘောလုံးကဒူးကိုကျော်သွားတယ်နောက်တစ်ချက်အားသုံးလိုက်ရင်ဒူးမကျော်ဘူးဒီလိုမျိုးခံစားချက်လေးတွေ ball feeling လေးတွေလည်းပို့ပြီးတော့သိလာမယ်ခြေပြားနဲ့ထိတာကောင်းလားခြေကုံနဲ့ထိတာကောင်းလားဒါမျိုးတွေလည်းပိုသိလာမယ်โอเคအများကြီးပြောမနေတော့ဘဲနဲ့ juggling လို့ခေါ်တဲ့ဘောလုံးတော့တာဘယ်လိုတော့လဲဆိုတာကိုစပြောပါမယ်စလေ့ကျင့်တော့မယ်ဆိုရင်တော့မြေကညီနေမယ်ဆိုရင်တော့ပိုကောင်းပါတယ်တော့မယ်ဆိုရင်တော့ကိုယ့်ရဲ့ခြေပြားလေးတွေနဲ့ပဲတော့ဖို့အရင်ဆုံးအကြံပေးပါတယ်တအားကျွမ်းသွားပြီဆိုရင်တော့ခြေကုံနဲ့တော့လည်းရပါတယ်ဒါကတော့နောက်ပိုင်းကန်တာပေါ့ကိုကညာတန်ဆိုရင်လည်းကိုကညာခြေထောက်နဲ့ပထမဆုံးစပြီးလေ့ကျင့်ပါဘောလုံးတစ်ချက်ထောက်လိုက်တယ်ကိုယ့်ရဲ့ခြေပြားလေးနဲ့တစ်ချက်လိုက်တော့တယ်ဘောလုံးရွေးတဲ့နေရာကိုကိုယ်ခန္ဓာကိုယ်လိုက်ရွှေ့ပြီးတော့ကိုယ့်ရဲ့ထောက်ခြေလေးတွေကလည်းလိုက်ရွှေ့ပြီးလိုအပ်ပါတယ်ဒီတစ်ဆင့်ကိုပိုင်ပြီဆိုရင်တော့ဒုတိယတစ်ဆင့်အနေနဲ့ဘောလုံးကိုမြေမကျအောင်လို့သတိထားပြီးတော့တစ်ချက်ချင်းခြေထောက်ကိုမြန်မြန်လေးလှုပ်ရှားပြီးတော့လိုက်တော့ကြည့်မယ်အခုဒုတိယတစ်ဆင့်မှာခက်ခဲမဲ့အရာကကိုယ့်ရဲ့ထောက်ထားတဲ့ခြေထောက်ကလိုက်ရွှေ့ပြီးလိုအပ်တာပါအများစုပြဿနာတက်တာဒီနေရာလေးပါဒါကြောင့်မလို့ထောက်ထားတဲ့ထောက်ခြေကိုလိုက်ရွှေ့ဖို့မမေ့ပါနဲ့အခုလိုမျိုးကိုတန်တဲ့ဘက်ကအရင်ဆုံးကျွမ်းသွားပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ကိုအားမတန်တဲ့ခြေထောက်ကိုလည်းဒီနည်းတိုင်းပဲလိုက်လေ့ကျင့်လို့ရပါတယ်နှစ်မျိုးလုံးပိုင်နိုင်သွားပြီဆိုရင်တော့ဘယ်ညာအနေနဲ့တော့တာကိုစလေ့ကျင့်လို့ရပါပြီတော့တဲ့နေရာမှာဘောလုံးကိုတအားအမြင့်ကြီးလိုက်တော့တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒူးနာတစ်ဝိုက်မှာပဲဘောလုံးကိုထားပြီးတော့မယ်ဆိုရင်တော့ရတာပိုအဆင်ပြေပါတယ်ဘောလုံးတော့ခြင်းဟာဘောလုံးကစားတဲ့နေရာမှာအခြေခံကျတဲ့နည်းစနစ်တစ်ခုဖြစ်တဲ့အတွက်လိုက်လေ့ကျင့်ဖို့တိုက်တွန်းပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုကြည့်နေတဲ့သူတွေကိုကျွန်တော်လက်ရှိပေးနေတဲ့ဝန်ဆောင်မှုလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ကိုက grade ပြည့်တဲ့ဘောလုံးတွေဝယ်ချင်တာဖြစ်ဖြစ်ဖနက်ဆိုရင်လည်းဖနက် authentic ဖြစ်တယ်ဆိုတဲ့ဖနက်တွေဝယ်ချင်တာဖြစ်ဖြစ် jersey ဆိုရင်လည်း quality ကောင်းတဲ့ player version တွေဝယ်ချင်တာဖြစ်ဖြစ်ကျွန်တော်စီကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်ဒါတွေကိုဝယ်ယူပေးတဲ့ဝန်ဆောင်မှုလုပ်ပါတယ်